မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေဒီတစ်ခါတော့ဆရာက2026ခုနှစ်2လပိုင်းဖေဖော်ဝါရီလအတွင်းမှာမိတ်ဆွေတောက်ကြသားသမီးတွေအတွက်ဘယ်အရာတွေအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲဘယ်အရာတွေတတိထားဆင်နေရမလဲဆိုတဲ့2026ခုနှစ်အတွက်တောက်ကြသားသမီးမိတ်ဆွေတွေအတွက်ကိုဆရာက2လပိုင်းဖေဖော်ဝါရီလတော့ကိုဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာတောက်ကြသားသမီးမိတ်ဆွေတွေအားလုံးအဆဆရရဘေးဘေးရမှန်သမျှဝေးကွာပြီးတဲ့အခါကာယဒုက္ခစိတ်တဒုက္ခနှဖျားသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆရာကဆုမွန်ကောင်းတောင်းထောပနာပြုသားလိုက်ပါတယ်ဆရာတို့တောက်ကြသားသမီးမိတ်ဆွေတွေလက်ယခုရောက်ရှိနေတဲ့2026ခုနှစ်2လပိုင်းဆိုတဲ့ကာလအတွင်းမှာမိတ်ဆွေတောက်ကြသားသမီးတွေရဲ့ကံကိုတားတော့ဆွပြီးမှဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေမိတ်ဆွေများ2026ခုနှစ်အတွက်တစ်နှစ်စာဇာငင်နာမှာတီးတန့်ဇာစစ်စေးလို့တဲ့မိတ်ဆွေများဖြစ်စီမိတ်ဆွေတို့2026ခုနှစ်အတွင်းမှာမိတ်ဆွေတို့တစ်နှစ်စာခေါ်စတန်းကိုဆရာငယ်နာမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းနဲ့ဆရာမိတ်ဆွေများခုံ939 239 416ဟိုက Telegram မှာဖြစ်စေ Viber နံပါတ်မှာလည်းဆက်သွယ်မိများနိုင်ကြောင်းပြောရင်းနဲ့ကဲဆရာတို့တောက်ကြကိုတော့ဟောဒီတစ်ခါတော့အရောက်လာပါပြီဗျမိတ်ဆွေ2026ခုနှစ်အတွင်းမှာတောက်ကြသားသမီးမိတ်ဆွေတို့လက်ရှိမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုလက်ရှိနေတဲ့နေရာမှာမပျော်ဘူးရုံးထွက်သွားခြင်းတဲ့စိတ်တွေပြေးထွက်သွားခြင်းတဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးငါတော့ခရီးတစ်ခုခုကိုသွားရင်ကောင်းမလားတနေ့ရတစ်ခုခုကိုစိုင်ပြင်ပြီးတော့အလင်းစလိုသွားရတာမျိုးတွေသွားဖို့ပြင်ဆင်လာရတာမျိုးတွေကိုယ်တိုင်လက်ရှိနေတဲ့နေရာကနေပြီးတော့တနေ့ရကိုပြေးထွက်သွားခြင်းတာမျိုးရုံးထွက်သွားခြင်းတာမျိုးလက်ရှိနေတဲ့နေရာကနေဖျားဖူးလေးသွားခြင်းလိုက်တာဆိုတာမျိုးတွေစိတ်ထဲမှာမပြောမနေပဲနဲ့တနေ့ရတဦးတယောက်တစုံတယောက်ကိုလွမ်းဆွတ်တန်းတာမှန်းဆကမျောနေပါတယ်ခင်ဗျာနော်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ခီးသွားကိစ္စလေးတွေထွက်သွားသောကိစ္စလေးတွေမှာပြန်လာစေချင်နေတာမျိုးတွေသို့မဟုတ်ရင်မိတ်ဆွေအတိတယောက်မိမိရဲ့ချစ်သောခင်သောမြန်လို့သောမိသားစုဝင်တဦးတယောက်ကြောင့်ခီးထွက်ရတာမျိုးတွေထို့အခီးဘိုးသွားနေသောမိသားစုဝင်တဦးတယောက်ပြန်လဲရောက်ရှိတတ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီတောက်ကြသားသမီးတွေလက်ရှိမိတ်ဆွေတို့ဒီ2026ခုနှစ်2လပိုင်းဆိုတဲ့ကာလအတွင်းမှာဘာကိုလို့မိတ်ဆွေတို့ရဲ့အကန့်ဟာအစမှာတော့နည်းနည်းလေးရုန်းကန်ရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဇွဲကလေးနည်းနည်းထည့်လောက်ခါမှတော့ကကြမယ်လားဖြစ်ပြီးတော့ဘာလို့ပဲလို့ဟိုနေရာလဲကိုပါကဒီနေရာလဲကိုပါရဟိုနေရာလဲမပါရင်မပြီးဒီနေရာလဲမပါရင်မပြီးဆိုတာမျိုးကိုပါတာကြီးမပါတာကြီးဖြစ်နေတတ်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်ပြီမဲ့လို့ဘလောက်ပဲခက်ခဲစီကမိတ်ဆွေတောက်ကြသားသမီးတွေလက်ရှိ2026 2လပိုင်းဆိုတဲ့ကာလမှာကိုကိုတိုင်းဦးစီးဦးဆောင်နဲ့ရှေ့တိုးဆောင်ရွက်ပြီးတော့ဇွဲကလေးတစ်ခုပေါင်းထည့်လိုက်ရင်ကိုအရာရာကိုအစဉ်ပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းမှုတွေရရှိစေမဲ့လာဖြစ်ကြောင်းလဲဆရာကရဲရဲကြီးပြောရဲပါတယ်သို့တော့ဘာကိုဖြစ်အလင်းစလိုလောက်တာမျိုးလေးတွေတတိထားဆင်နေပေးပါဘာကိုလုပ်လုပ်ငန်းအလုပ်ကိုင်းငွေကြေးကိစ္စမိသားစုကိစ္စမှန်သမျှကိုအစကလေးမှာတော့နည်းနည်းလေးညံ့တတ်တဲ့အတွက်အစမှာမိတ်ဆွေတို့အနေနဲ့တသိလေးထားပြီးတော့ဘာကိုလုပ်ဆောင်လိုက်ရင်တောက်ကြသားမိတ်ဆွေတို့ဖို့2026ခုနှစ်2လပိုင်းဟာမိတ်ဆွေများကံညံ့စရာဘာမှမရှိဘဲနဲ့အဆုံးသတ်မှာတော့အောင်မြင်ခြင်းတိုးတက်ခြင်းနဲ့ကြိုးစားလို့တော့စိတ်ထည့်လိုက်တဲ့လုံးလာကြောင့်မိတ်ဆွေတို့ဟာကံဆိုတာကိုလုတ်ယူစွမ်းဆောင်နိုင်တော့ကာလဖြစ်ပါတယ်တို့ရတွင်ငွေကြီးနဲ့ပတ်သက်သောကိစ္စတွေအလင်းစလိုမလုပ်ဆောင်ပါနဲ့ခရီးသွားလာမှုလေးတွေကြောင့်မတင်မဖက်ငွေကုန်ကြီးကြများရတာမျိုးလေးတွေကြုံရတတ်တယ်နေရာထိုင်ခင်းကိစ္စလေးတွေကြောင့်တပည့်လက်သားလက်အောင်ငယ်သားသားသမီးကိစ္စလေးတွေကြောင့်ငွေကြီးကံဟာတော့ငွေကုန်ကြီးကြများရတတ်သောငွေဝင်များတတ်သောငွေကုန်များတတ်သောလာဖြစ်ပြီးတဲ့အခါစက်ပစ္စည်းကိစ္စလေးတွေကြောင့်ခရီးသွားကိစ္စလေးတွေကြောင့်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းလေးတွေကြောင့်တပည့်လက်သားသားသမီးကိစ္စလေးတွေကြောင့်မိတ်ဆွေတို့အနေနဲ့မဖြစ်မနေနေရာထိုင်ခင်း OH ချက်နဲ့ပတ်သက်ပြီးအသုံးဆွဲရသောကိစ္စလေးတွေကြောင့်မိတ်ဆွေတောက်ကြသားသမီးတွေဟာလက်ရှိလာအတွင်းမှာဆိုရင်တော့ထိုကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးငွေကြီးနဲ့ပတ်သက်လို့အဖတ်မတင်တာမျိုးလေးတွေအဲ့ဒီကိစ္စလေးတွေမှာများများသုံးဆွဲရတတ်တယ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီလတာအတော်အတွင်းမှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်လာရင်တောက်ကြသားသမီးမိတ်ဆွေတို့ဖို့ဒီလက်ရှိကာလမှာခန္ဓာကိုယ်အစစ်အမြင့်နဲ့ပတ်သက်တာမျိုးချက်ထောက်တို့လက်တို့ထိခိုက်ချနာခြင်းမျိုးတွေအကြောတင်တာအကြောညက်တာအယိုးနာတာအဆရှိတဲ့အရာလေးတွေမှာတော့တတိချဆင်ကျင်ပေးရလိုအပ်သောလာဖြစ်ပြီးတဲ့အခါငကိုကသွေးတိုးသွေးတက်ရှိသောမိတ်ဆွေများအရေးပြရာနာနဲ့ပတ်သက်ပြီးရှိသောမိတ်ဆွေများတတိထားဆင်ကျင်မှာတာမန်ထပ်ပို့ပြီးဂယူးဆိုင်ပါသွားတို့တဖုံးတို့နဲ့ပတ်သက်တာမျိုးအရေးပြရာနာခြင်းနဲ့ပတ်သက်တာမျိုးအလားချစ်ဖြစ်တတ်တဲ့မိတ်ဆွေများတော့ဒီလက်ဟာတတိထားဆင်ကျင်ရပြီးတော့အခါတတိပြုတ်ပွဲ၎င်းသောလာဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတောက်ကြသားသမီးတွေကလက်ရှိကာလအတိုင်းတာအပိုင်းခြားမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့တောက်ကြသားသမီးမိတ်ဆွေများအနေနဲ့လက်ရှိကာလအပိုင်းခြားမှာဆိုရင်တော့မိတ်ဆွေတို့ရဲ့အလောက်ကိုင်ကိုစရာဆက်လက်ဖော်ပြပေးပါရစေအလုတ်ရှာနေသူတွေအလုတ်တွေရရှိစေနိုင်ပါတယ်လုပ်ငန်းကိစ္စအလုတ်ကိစ္စနဲ့ပတ်သက်လို့ငကိုကလုပ်ငန်းဟောင်းကိုအလုတ်ဟောင်းကြီးကိုလှုပ်ရှင်တဲ့မိတ်ဆွေများလည်းရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်လုပ်ငန်းသစ်ရှာနေသူတွေအလုတ်တွေရရှိစေနိုင်ပါတယ်သို့တော့ယာရုလုပ်ငန်းကိစ္စအထက်လူကြီးအကြီးကဲနဲ့ပတ်သက်သောကိစ္စကလေးတွေမှာနည်းနည်းလေးပฏิပက္ခအပြိုင်ဆိုင်လေးတွေဖြစ်ရတာမျိုးလေးတွေယာရုတိုးချင်းယာရုတက်ရှင်နေနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဒီလဟာအားနေတော့လဒီလဟာယာရုတိုးဖို့ယာရုတက်ဖို့ထရှိနေတဲ့နေရာကလေးမှာ
တပည့်လက်သားအပြိုင်ဆိုင်အတိုက်ခိုက်လေးတွေတတိပြုစင်နေရလို့ပြီးတော့အခါရှိနေတဲ့နေရာလေးမှာပဲအတက်နိုင်ဆုံးမပြောင်းရွှေ့ပဲနဲ့အထက်နိုင်ဆုံးစူးစမ်းဆွမ်းဆောင်ပြီးတော့လှုပ်ဆောင်ဖို့လိုအပ်ကြောင်းနဲ့ယာရုတိုးယာရုတက်ဖို့တော့ဒီလဟာအားနည်းသောကာလဖြစ်ပါတယ်ထို့အတူပဲတပါးတဲ့ passport လုပ်ငန်းဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးနယ်ရှာနယ်ဝေးရဝေးခရီးသွားလာမှုကိစ္စလေးတွေဗီဇာထိုင်ခဲ့နေရာထိုင်ခဲ့နဲ့ပတ်သက်ရင်တော့ဒီလတာတော့ဒီမှာဆိုမိတ်ဆွေတို့အနေနဲ့ငွေကုန်ကြေးကျများရတာမျိုးတွေလူလိမ်ခံရတာမျိုးတွေကြုံရတတ်တယ်လို့ဒီကိစ္စလေးတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအလင်းစလူအလောတကြီးမလှုပ်ဆောင်မင်းနဲ့ကံရဲ့အားနည်းမှုဖေးမမှုနေတော်လာဖြစ်တဲ့အတွက်မိတ်ဆွေတောက်ကြသားသမီးများအနေနဲ့ဘာကိုမဆိုဒီကိစ္စလေးတွေမှာတတိပြုစင်ကြံလိုအပ်ပြီးတော့ထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေတောက်ကြသားသမီးမိတ်ဆွေများလုပ်ငန်းအလုပ်နဲ့ပတ်သက်လို့ရှိရင်လုပ်ငန်းတိုးရှက်လှုပ်ဆောင်တာမျိုးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ပကြီးပပုဘေဒင်ဘေဒစံကြံတရုပ်ဆောင်အစိုးအကအရေးအတိတပင်ဒုက္ခမအမှုပညာနဲ့ပတ်သက်သောလုပ်ငန်းတွေကျင်းသေးတယ်ရှေ့ကိုတိုးဆောင်ပြီးတော့လှုပ်ဆောင်မှာဒီကလာမှာအမှုပညာရှင်တွေပကြီးပမှုဘေးတဲ့အဆရှိတဲ့အရာတွေစိုင်းမုတ်တင်ခြင်းတွေဒီဇိုင်းရေးဆွဲခြင်းတွေအမိခံခြင်းတွေအမိတင်ခြင်းတွေအတွက်တော့မိတ်ဆွေတို့ဒီလဟာအင်မတန်အားသာကောင်းမှုပြီးတော့အမှုပညာ social media marketing အဆရှိတဲ့လုပ်ငန်းတွေပို့ထင်ပေါ်ကျော်စားမှုနဲ့ပတ်သက်ပြီးလှုပ်ဆောင်ရင်တော့ပုံမှုအားဆိုင်ရင်အားဆိုင်တဲ့လောက်ထပ်ပို့ပြီးတော့မော်ဒန်ကန်ရရဲ့တောက်ကိုရရှိမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော့ဒီမှာဆိုစက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေးစားတောက်ကုန်နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုဘာကိုမဆိုရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာမှုကောင်းမှုတွေရရှိတတ်တယ်လို့အလုပ်ကိုင်နဲ့ပတ်သက်လာလို့ရှိရင်မိသားစုရေးရလုပ်ငန်းလေးတွေအိမ်တွင်းရေးရလုပ်ငန်းလေးတွေရှေ့တို့ဆောင်ရပါအယောင်းဝယ်နဲ့ပတ်သက်တာမျိုးကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးစတင်လှုပ်ဆောင်လို့တဲ့လုပ်ငန်းတွေအတွက်တော့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားသာမှုနဲ့တကန်ရထောက်ကိုရရှိတတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်စက်တော်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ပြီးတော့ခြံထွက်ကုန်ရောင်းဝယ်ရေးဆိုင်ရာလုပ်ငန်းတွေကိုပိုင်လုပ်ငန်းတွေမိမိတို့တနိုင်တစ်ပိုင်းလှုပ်ဆောင်တဲ့လုပ်ငန်းတွေအတွက်ဒီကာလဟာစတင်ရကောင်းသောလဖြစ်ပြီးတော့မိဘအဖေအမေအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီရရှိတာမျိုးအမွေကိစ္စအမှုကိစ္စတွေမှာယတိပြအဆုံးသတ်နိုင်တာမျိုးလေးတွေကြုံရတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဘာသာရေးဆိုင်ရာကိစ္စတွေပထဟိတဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအများနဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်မှာပထဟိတလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေကြောင့်ကိုယ့်ကိုလူသိများသောလူထင်ပေါ်သောကာလဖြစ်ပြီးတော့လူကိုများကိုကူညီလေးလေးမေတ္တာများများထားလေးလေးအဲ့ဒီ feedback တွေကြောင့်မိတ်ဆွေတို့ကံရဲ့တိုးတက်မှုနဲ့အစဉ်ပြေမှုတွေကိုကျင်းသေးလက်ကမောင်းခတ်ရရှိမဲ့လာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်စက်ပစ္စည်းအသစ်ဝင်လာတတ်ပါတယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်ပါတယ်ထို့အပြင်အလှကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်graphic တို့ design တို့ပကြီးတို့အလားပါရတို့ဖန်စီပစ္စည်းတို့အစရှိတဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွေ့မှာဆိုရင်အပေါင်းအသင်းမိတ်ဆွေဟောင်းတွေရဲ့အကူအညီကိုရရှိတတ်တယ်လို့မိတ်ကောင်းဆွေကောင်းမိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ဆုံအကြံဉာဏ်ဖြာဖို့ခြင်းဟာမိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုပြည်လည်သွားမဲ့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလာတာတော့ဒီမှာငွေကြီးနဲ့ပတ်သက်ရင်တော့တတိထားစရာလေးတွေဆရာပြောပြီးသွားပြီဒီလာတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့တတိပြုစင်နေရမှာကတော့ထပ်လောင်းပြောပြရစီဒါပေမဲ့လက်သားသားသမီးနဲ့ပတ်သက်လို့ငွေကုန်ကြေးကျများရတာမျိုးတွေခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျများရတတ်တော့လဖြစ်ပြီးတော့လက်ထဲမှာဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ပူစုသခြင်းလို့ဆိုတကယ်ဆိုရှင်းတဲ့ဘဝဟာအကျွေးစိမဲ့တဲ့ပန်းနဲ့ခေါင်းလို့ဆိုဟာလားပန်းနဲ့ခေါင်းဖြစ်နေတတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်ကိုယ့်လက်ထဲထားတာမကောင်းဘူးငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲတော့လဖြစ်ကြောင်းနဲ့ပိုရှန်နေဆရာငင်သားလာအပ်ထားလို့ရပါကြောင်းဆရာကတက်လောက်ပြောကြလိုက်ပြစီဒါအပြင်ရွှေတို့စိမ်းတို့ဘောတို့မှန်းတို့ဆိုင်ကဲတို့စက်ပစ္စည်းတို့ကားတို့ကွန်ပျူတာတို့အစရှိတာတွေဝယ်ပါအားသာကောင်းမှုတိုးတက်ပြီးတော့လက်ထဲငွေထားခြင်းတက်ဆရာကိုအထားမအရှင်လည်းမိတ်ဆွေတို့စုပြီးတော့ယင်းနှီးလှုပ်ဆောင်တာဟာငွေကိုစင်ပွားတိုးတက်ပြောင်းလဲစီတော့လဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြစီထားပြီးမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုအိုးအိမ်ရှမ်းမီနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်အမှုကိစ္စတွေအမွေကိစ္စတွေဘာကိုမဆိုကိုတိုင်းဦးစီးဦးဆောင်လှုပ်ဆောင်လိုက်တဲ့ကိစ္စတွေဟာအစမှခက်ခဲသလားအောင်မြင်မဲ့ကာလဖြစ်တယ်လူငယ်တွေအရှိန်နဲ့ပတ်သက်ရင်တော့ကြီးစားလူလူဦးနုကြွက်ခတ်ဖြစ်တတ်ပါတယ်အရှိန်နဲ့ပတ်သက်ရင်မြင်ရပါတယ်အိမ်အောင်ပြုတ်မဲ့ပြောထားတာကဒါဟာဒီလမှာမကောင်းမှုအားနည်းစီတော့လာဖြစ်တဲ့အတွက်တောက်ကြသမီးမိတ်ဆွေများလက်ရှိကာလ2လပိုင်းဆိုတဲ့ကာလမှာအိမ်အောင်ပြုတ်ခြင်းစိတ်ဆက်ခြင်းတွေအတွက်ဆိုရင်တော့သမီးစားများအနေနဲ့လူကြီးမိဘတွေနဲ့နားလည်မှုလွဲခြင်းတွေကြုံရတတ်တယ်လို့ဝေးကွာနေသောရှစ်သူများကြိုးချင်းထားကြိုးချင်းညှိအိုးချင်းထားအိုးချင်းထိတယ်လို့ဆိုတဲ့အတိုင်းစကားပုံတိုင်းပဲဖြစ်တတ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့မိမိမထင်မှတ်ထားသောအရှိကြီးကညံ့နာမျိုးလေးတွေလောက်ရလိုက်လေခြင်းဆိုတဲ့အရာလေးတွေကြုံရတတ်တဲ့အတွက်အရှိကြီးနဲ့ပတ်သက်လာရင်တော့အရင်ကြီး emotion နဲ့မဆန်မှုနဲ့မိမိတို့အနေနဲ့အရှိကြီးနဲ့ပတ်သက်မိမိချက်တော်မြန်လို့သောသူကိုဖွင့်ပြောရန်အောင်မတင်သောကာလပိုက်ရှာဖြစ်ပါတယ်အိမ်တော်ဖြစ်ရင်စိတ်ဆက်ရန်တိုင်ပင်တာမျိုးလူကြီးမိဘတွေနဲ့တစ်ချိန်တစ်ခါမှမတွေ့ဘူးပဲနဲ့နှိနှိုင်းဆောင်ရွက်တာမျိုးလေးတွေကြောင့်မိတ်ဆွေတို့ရဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေဥပမာပေါ်တိုက်ဆွဲတိုက်ဆက်တွေအဆောက်အအုံတွေကမကြိုက်တာမျိုးလေးတွေကြောင့်ဖြာနာတာမျိုးတစ်ခုမဟုတ်တစ်ခုလွဲနေတာမျိုးတွေဖြစ်တတ်တဲ့အတွက်ဒီလိုမျိုးတွေရှိတဲ့မိတ်ဆွေများလည်းတတိပြုစင်နေရလိုအပ်ကြောင်းနဲ့တတိထားရန်လိုအပ်ကြောင်းထပ်လောင်းပြောချလိုက်ပါစီအိမ်တော်ရင်းမှာဆိုရင်တော့စိတ်ချမ်းသာစရာကောင်းပါတယ်
ငွေဝင်အိမ်တော်ကြီးကံကောင်းတယ်လို့ငကိုကအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်သောလှအပိုင်းရှာဖြစ်ပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့ရက်ဝေးဆွေမျိုးသားချင်းတွေရဲ့တောကသတင်းလေးတွေနာရေးသတင်းလေးတွေမကောင်းတဲ့အမင်္ဂလာဖြစ်စေသောသတင်းမျိုးလေးတွေကြားရတတ်တာမျိုးမိမိရဲ့ဟာလာအတိမိတ်ဆွေတဦးတယောက်အကြီးအကဲအမျိုးသမီးတဦးတယောက်ဆေးရုံတက်ရတာမျိုးနာမကျန်းဖြစ်တာမျိုးလေးတွေကြုံရတတ်တာမျိုးလေးတွေကြုံရတတ်သောကာလပိုင်းရှာဖြစ်ပါတယ်ထို့ပြင်လန်ခီးမှာအဆက်အသွယ်ပြတ်နေတာမျိုးခရီးစေးမရှိတာမျိုးတွေတကယ်ကိုခက်ခဲနေတဲ့မိတ်ဆွေများရှိလို့ရှိရင်ဟုတ်လားခရီးသွားစေးကလေးဖြစ်စေတောင်ဝေးတို့လန်ခီးစေးတို့သို့မဟုတ်လို့ရှိရင်လမ်းပြင်နေတာမျိုးကားပြင်နေရထားပြင်နေတာမျိုးဒီလိုလုပ်ငန်းလေးတွေလှုပ်ဆောင်နေတဲ့မိတ်ဆွေများကိုရေတံမှုလှူတာမျိုးမိမိနိုင်ရာကိုလှူဒန်းလိုက်မိတ်ဆွေရဲ့ကံဟာကျင်းသေးတယ်အောင်မြင်တိုးတက်မှုနဲ့အစဉ်ပြေမှုတွေရရှိစေမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီယာရုလုပ်ငန်းနဲ့ပတ်သက်ရင်တော့အားနေပါတယ်ယာရုတက်ဖို့တက်ရှိနေတဲ့နေရာမှာမြေအောင်လှုပ်ဆောင်မှုလိုအပ်ပါတယ်ထို့အပြင်အိမ်တော်ကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့ငကိုကပြောလို့ဆိုလို့မရတဲ့အိမ်တော်ပတ်တွေတောင်မှပြောလို့ဆိုလို့ကောင်းလာတာမျိုးတုံးနဲ့တူတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ညှိနှိုင်းဆောင်ရရင်အောင်မြင်တိုးတက်ပြီးတော့ငကိုကအကွဲကွဲအစိတ်စိတ်အပြည့်ပြည့်ဖြစ်နေတဲ့တောက်ကြသားသမီးမိတ်ဆွေများအဆွဆွအစည်းစည်းအလုံးလုံးဖြစ်အောင်ကြိုးစားဆွမ်းဆောင်တော့မူနိုင်ကြတော့လှဖြစ်တဲ့အတွက်ချစ်တူဆောင်ရပြီးတော့စိတ်တိုင်းကြစရာအားရစရာဖြစ်ပြီးတော့ပြဿနာမှန်သမျှကိုမျက်နှာချင်းဆိုင်ပြီးတော့ face to face ဖြည့်ရှင်းမှာကအဖြေရရှိပြီးတော့ညီကောင်မောင်နှမမိသားစုတွေတွေးခွဲနေရင်လည်းကိုတိုင်းဦးစီးဦးဆောင်ဖြည့်ရှင်းဆောင်ရွက်တော့မူနိုင်ကြပါစေဗျာဒါအပြင်မိတ်ဆွေတို့ဒီလာတာတော့တမဆိုရင်ဂျာစာပရိသားသမီးအင်္ဂါသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစေတော့လှဖြစ်ပါတယ်ထို့အပြင်ဒီလာတာတော့တမဆိုရင်မိတ်ဆွေတို့အနေနဲ့တနေ့ဆွမ်းတာပေါ့အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာဖြစ်ဖြစ်မိတ်ဆွေတို့အနေနဲ့တနင်္ဂနွေနေ့ဒီမှာစတင်လှုပ်ဆောင်တာမျိုးလေးတွေအမိတက်ဆိုင်းပုတ်တက်တာမျိုးလေးတွေဆိုရင်တနင်္ဂနွေနေ့တို့တနင်္ဂနွေနေ့သားတွေရဲ့အမိခံပြီးလှုပ်ဆောင်တာမျိုးလေးရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စီတော့လာဖြစ်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်နှစ်ကဏ္ဍလေးကဏ္ဍငါးကဏ္ဍဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့အယောင်အနေနဲ့ဆိုရင်မိုးပြရောင်အဝါရောင်အစိမ်းရောင်အစိမ်းနုရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီပါတယ်အကျိုးပေးသောအရာဟာတော့အနောက်ရက်ဖြစ်ပါတယ်စန်တီယာရက်ကတော့အရှိတောင်ရက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာလိုရာကိစ္စကိုမသွားမိမှာဟာမိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုမသွားမိမှာမိတ်ဆွေတို့မိမိတို့ရဲ့သွားလို့တဲ့ကိစ္စတွေကိုဓာတ်ရိုက်မသွားဘဲနဲ့တနေရာတူတစ်ခုခုအရင်ဆုံးမှာတော့သွားခံနေကြောက်ခံနေမှာအပေါင်းအသင်းမိတ်ဆွေတူတယောက်ကိုဝင်နှုတ်ဆက်တာမျိုးအတိမိတ်ဆွေတူတယောက်ကိုဝင်လှုပ်တာမျိုးဝင်ပြီးတော့လှုပ်တာဝင်ပြီးတော့စနာလိုပေါ့ဟိုစတိနှုတ်ဆက်တာမျိုးလေးတွေသို့မဟုတ်ရင်အကြံတောင်းတာမျိုးလေးတွေလှုပ်ဆောင်ပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အကြံကြအကြကြဖြစ်နေတာတွေအဆင်ပြေသွားလိမ့်မယ်ဒါကမှဒီလိုမရှိဘူးဆိုရင်တော့မတိချာမရတာတွေပျောက်သွားအောင်လို့ကြရေကြရာမြတ်စွာဘုရားမှာလူပြီးသွားပါကအောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိစေမယ့်အပတ်တာဖြစ်တယ်ဒီပတ်တာတော့တွေ့မှဆိုရင်ဘာကိုလှုပ်လို့စနေသားသမီးတို့တနင်္လာသားသမီးတို့နဲ့ပတ်သက်တာမျိုးတွေညံ့တယ်ငွေကြေးနဲ့ပတ်သက်ရင်ရှိတာငှားတာလေးတွေမလုပ်ပါနဲ့စုံတက်တာမျိုးလေးတွေပြဿနာဖြစ်ရတာမျိုးလေးတွေစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတဲ့အတွက်ငွေကြီးနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့ငွေတိုးရှီယာမျိုးအစုရှီယာစုချင်းငွေကြီးနဲ့ပတ်သက်လို့ရှိရင်တော့သတိပြုစင်ကြင်လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေဒါအပြင်မိတ်ဆွေတောက်ကြသားသမီးတွေဟာဘာကိုလှုပ်လို့မိတ်ဆွေတို့အနေနဲ့မြောက်ဆူဆူရက်ကိုခီးထွက်တာမျိုးတွေမြောက်ဆူဆူရက်ကိုဥတည်သွားတာမျိုးတွေတောက်ကြနေတွေမှာအရေးကြီးသောလုပ်ငန်းတွေကိုစတင်လှုပ်ဆောင်ရမကောင်းသောကာလဖြစ်ပြီးတဲ့အခါသတိထားစင်ကြင်ပေးရမှာတော့အနက်ရအောင်တို့အနီရအောင်တို့နှင်းစီပန်းတို့အတက်နိုင်ဆုံးစနေနံနေနဲ့ပတ်သက်တဲ့အရာလေးတွေမှာအတက်နိုင်ဆုံးသတိထားစင်ကြင်ပြီးတော့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေသတိထားစင်ကြင်ပေးရမှာကိုတိုင်းမလူနိုင်မတန်းနိုင်ပဲနဲ့အလှတန်းပစ္စည်းတွေမှာမတိကြပဲနဲ့ဂတိမပေးပါနဲ့အဲ့ဒီဂတိတွေကြောင့်ပိတ်ပင်ဟန်တာတားဆီးတတ်တယ်ကောင်းပြီမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေရောင်းတွက်စီရမပြောမိဆီယံငနာဖေးတွေမေးချင်ရင်ခွန်9392934တလျှောက်790290416 WhatsApp Telegram Viber နံပါတ်96350555နဲ့မှာဆက်သွယ်မင်းများနိုင်ကြောင်းနဲ့ဆရာမိတ်ဆွေများဒီရဲ့2026ခုနှစ်နှစ်လပိုင်းအတွင်းမှာတောက်ကြသားသမီးမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းကျွတ်အယောင်းထွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကအယောင်းကျွတ်အယောင်းထွက်သွားစီမှာအသေးချာပဲဖြစ်တယ်ဒီတလတာလုံးမှာအဆက်ဆက်ရကံကောင်းစီပြီးတော့အစဉ်ပြေအားတက်စီရန်ငွေကြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေဒီဟာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာလီပိုပလင်းတစ်လုံးလိုပါတယ်ခင်ဗျားတို့အတွက်ကျုပ်ရေဒီဟာစီဖို့ဝယ်ပေးထားတယ်နော်ကျုပ်ကတောက်တာမဟုတ်ဘူးလီပိုပလင်းတစ်လုံးလိုပါတယ်လီပိုပလင်းတစ်လုံးကိုမိမိရဲ့အိမ်ရဲ့အမြင့်တနေရာမှာတင်သို့မဟုတ်လို့ရှိရင်လေစပွဲဈေးဆိုင်အမြင့်တနေရာမှာတင်ပါလီပိုပလင်းလေးတစ်လုံးပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းကိုတင်ထွင်းပါဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းကိုတင်ထွင်းပြီးတော့ EAEAO Ramis လောက်ထားရရလက်ပိုဖျောင်းလက်ပွင့်အောင်လို့လာပန်းဖြစ်အောင်လို့နော် EAEAO ဆိုပြီးတော့မိတ်ဆွေတို့အနေနဲ့29ခေါက်တီရွတ်ပါကမိတ်ဆွေတို့ရဲ့ပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းပြီးအဆက်ဆက်ရအောင်မြင်စင်ပြေလာပါလိမ့်မယ်တကယ်လို့လုံနိုင်လို့အချိန်ပေးနိုင်ရင်တော့တကယ်ခက်ခဲနေရင်တော့လေပိုပလင်းတစ်လုံးပေါ်မှာအစိမ်းရောင်ဖျောင်းနိုင်တိုင်းလေးတင်ပြီးတဲ့အခါ EAEAO ဆိုပြီးတော့29ခေါက်ကိုတစ်ချိန်တစ်ဖြတ်29ခေါက်ကိုလက်ငိမ့်တဲ့အခါနောက်ဆုံးတစ်ခေါက် EAEAO မှာ
လက်ခုပ်လေးတီးငိမ့်ဒါပြီးတဲ့အခါနောက်တစ်ခါ28ခေါက်တစ်ဖြက်လက်ခုပ်လေးတီးငိမ့်6ကြိမ်တီးလောက်ပါပိတ်နေတဲ့လက်တွေအားလုံးကျင်းတွေပွင့်လန်းပြီးတော့အောင်မြင်အစဉ်ပြေတိုးတက်မယ်ဆိုတဲ့အကြောင်းကိုလက်ခမောင်းခတ်ဟောရင်းနဲ့အဋိဋ္ဌံပြုလုပ်လို့တဲ့မိတ်ဆွေများအဆက်ဆက်ရအစဉ်ပြေအောင်မြင်တိုးတက်စီရန်ဓမ္မမိတ်ဆွေများအနေနဲ့အဋိဋ္ဌံပြုလုပ်လို့တပဆိုရင်တော့ဖြင့်မင်္ဂလာတုတ်ကိုများများရွတ်တာမျိုးမေတ္တာတုတ်ကိုများများရွတ်တာမျိုးဟာကံကိုကောင်းစီပြီးတော့မနက်မိုးလင်းတဲ့အခါမှာနော်ဟိုအနည်းဆုံးတော့တက်စီရွတ်တာမျိုး sorry အနည်းဆုံးတော့မိမိအသက်က30ဆိုရင်3ခန်းရွတ်တာမျိုးမိမိအသက်က20ဆိုရင်2ခေါက်ရွတ်တာမျိုးမိမိအသက်က40ဆိုရင်4ခေါက်50ဆိုအခေါက်50 5ခေါက်ရွတ်ပြီးတော့တိထပ်ပို့ရွတ်စေခြင်းနဲ့ဆိုရင်တော့တက်စီရွတ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပါတယ်ပတိစိတ်လို့တဲ့ဆရာရဲ့မိတ်ဆွေများပတိစိတ်လို့တပါဆိုရင်တော့ဖြင့်အရဟံဗုဒ္ဓဆိုတော့ဂုံတော်ပတိကိုတစ်နေ့ကို2ပတ်နှုံးနဲ့17ရက်တိတိအဋိဋ္ဌံပြုလိုက်ပါကအခက်အခဲအကျက်တွေပြေးလဲပျောက်ကင်းသွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့မိတ်ဆွေတောက်ကြသားသမီးတွေ2026ခုနှစ်2လပိုင်းမှာယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့အောင်မြင်မှုတွေလီလီပိုင်ဆိုင်လို့ဒုပိတ်တန်တော်အသက်တန်တော်ယောဂကံတော်ဆိုတော့ကတိ3ပါးကနေကင်းဝေးပြီးတဲ့အခါအောင်မြင်မှုအပေါင်းတရဖူစောင်းကြပါစေလို့ဆရာကလိုက်လေမေတ္တာပို့တာလိုက်ရကြောင်းပါဗျာ